အားလုံးမင်္ဂလာပါဒီနေ့ piano ပေါ်မှာ major scale အမျိုးမျိုးတီးလို့ရတာဟုတ်တယ်အဲ့ဒါကမတူညီတဲ့ major scale တစ်ခုကိုကျွန်တော်မျှဝေပေးချင်ပါတယ်အဲ့ဒါပါလဲဆိုတော့ F major ပေါ့နော်မတူညီဘူးဆိုတာလက်ချောင်းမတူညီတာကိုပြောတာအခုကျွန်တော်တို့ပြင်ကြည့်မယ်နော် C major scale တွေမှာကလက်ချောင်းကဒီလိုပေါ့ဒီနေရာမှာ3ပြီးရင်1သွားတယ်လေအဲ့လိုတီးကြတယ်ပြီးရင် D major scale တို့လည်းအတူတူပဲပြီးရင်3ပြီးရင်တစ်ကိုသွားတယ်ဒါမဲ့မတူတာ F နေရာကကြတော့ကျွန်တော်တို့တစ်နှစ်3ပြီးရင်အဲ့လိုတစ်မသွားဘူးဘယ်လိုသွားလဲဆိုတော့တစ်နှစ်3လေးအထိသွားပါတယ်ပေါ့နော်4ပြီးရင်1ကိုဒီလိုသွားတယ်ပြီးရင်လေးအထိပဲသွားတယ်ပြန်စင်းတဲ့အချိန်မှာလဲနော်ဘယ်ဖက်လက်ကတော့မတူဘူးပေါ့နော်အခြားခီးနဲ့အတူတူပါပဲဘယ်ဖက်လက်က C နော်တင်းလေး3နှစ်တစ်ပြီးရင်3နှစ်တစ်သွားတယ်ပြီးရင် F လက်အတူတူပဲအခြားခီးနဲ့အတူတူပဲပြီးတော့မှ3 2 1ဒါဆိုတော့မတူတာကတော့ညာဖက်လက်ပဲပေါ့နော်โอเคလေ့ကျင့်ကြည့်ပါ